အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ hotel တွေမှာ breakfast သွားစားတဲ့အခါမှာမှာစားလို့ရတဲ့ကြက်ဥမျိုးစား9မျိုးအကြောင်းကိုရှင်းပြချင်ပါတယ်ပထမဦးဆုံးအနေနဲ့ရှင်းပြချင်တဲ့ဒီကြက်ဥကြော်မျိုးစားကတော့ sunny side up လို့ခေါ်ပါတယ်သူကတော့ကြက်ဥကိုဒီတစ်ဖက်ကိုပဲကြော်ထားတာဖြစ်ပြီးတော့လှပတဲ့အဝါရောင်နှစ်ကလေးနဲ့အရန်ကိုဆွတ်ဆောင်မှုရှိစေပါတယ်သူ့ကိုစားသုံးမယ်ဆိုလို့ရှိရင်တော့ငရုတ်ကောင်းတဲ့စားလေးပပဖြူပြီးတော့မှစားသုံးလို့ရပါတယ်နံပါတ်2အနေနဲ့ပြပြချင်တဲ့ကြက်ဥကြော်မျိုးစားကတော့ over easy လို့ခေါ်တဲ့ကြက်ဥကြော်နည်းဖြစ်ပါတယ်။သူကတော့ကြက်ဥကိုနှစ်ဖက်လုံးကိုလှမ်းပြီးတော့မှကြော်ထားတယ်။ဒါပေမဲ့အတွင်းထဲကအနှစ်ကအยีအနေထားနဲ့ကြံနေသေးတာကြောင့်ပျော့ပြောင်းတဲ့အရာသာကိုကြိုက်တဲ့သူတွေအတွက်ကတော့ပို့ပြီးတော့မှသင့်တော်ပါတယ်။နံပါတ်3အနေနဲ့ပြပြချင်တဲ့ကြက်ဥကြော်မျိုးစားကတော့ over medium လို့ခေါ်ပါတယ်။သူကတော့ခုနက over easy လို့ပဲကြက်ဥကိုနှစ်ဖက်လှမ်းပြီးတော့မှကြော်ထားတယ်။ဒါပေမဲ့ခုနက over easy ထဲကြော်တဲ့အချိန်လည်းနည်းနည်းပိုကြာသလိုမျိုးအတွင်းထဲကအနှစ်ကလည်းနည်းနည်းလေးမတဝက်ပြတ်တဝက်အနေထားမှာရှိပါတယ်။သူ့ကိုတော့ over medium လို့ခေါ်ပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့မှအတွင်းထဲကအနှိပ်ရောအကာရောကိုနှစ်ဖက်လန်ပြီးတော့မှကြက်အောင်ကြော်ထားတဲ့အနေထားဆိုလို့ရှိရင်တော့ over hard ဒါမှမဟုတ်လည်း over well လို့ခေါ်ပါတယ်နံပါတ်4အနေနဲ့ပြောပြချင်တဲ့ဒီကြက်ဥကြုံနည်းလေးကတော့ scrambled egg လို့ခေါ်ပါတယ်သူကတော့ဒီကြက်ဥကိုမှွေးပြီးတော့မှနွားနို့အနေငယ်သို့မဟုတ်ဒီထောပတ်အနေငယ်ထည့်ပြီးတော့မှကြော်ကြတာဖြစ်ပါတယ်ပျော်ပြောင်းပြီးနူးညံ့တဲ့အတွက်ကြောင့်မလို့ကလေးတွေအများစုကတော့ပို့ပြီးတော့မှကြိုက်လေးရှိပါတယ်နံပါတ်5အနေနဲ့ရှင်းပြချင်တဲ့ကြက်ဥကြုံနည်းကတော့ဟိုတယ်မှာအများဆုံးမှာစားလေးရှိကြတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်သူကတော့ omelette လို့ခေါ်တဲ့ကြက်ဥကြုံနည်းတစ်ခုဖြစ်ပါတယ်သူကတော့ကြက်ဥကိုခွက်တစ်လုံးနဲ့ကိုထည့်မယ်ငွေခောက်ပြီးတော့မှကိုကြိုက်တဲ့ cheese mushroom tomato onion စတဲ့ ingredient တွေကိုစတဲ့ပါဝင်ပစ္စည်းတွေကိုထည့်ပြီးတော့မှကြော်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်ရှက်အများစုကတော့သူ့ကိုတရိကန်ပုံဒါမှမဟုတ်ဒီအလေကလေးတွေလိပ်ပြီးတော့မှဒီဧည့်သည်တွေကိုကြိုးမွေးလေးရှိပါတယ်နံပါတ်6အနေနဲ့ပြောပြချင်တဲ့ဒီကြက်ဥမျိုးစားကတော့ poached egg လို့ခေါ်တဲ့ကြက်ဥပြုတ်နည်းဖြစ်ပါတယ်သူကတော့စီနဲ့ကြော်တာမဟုတ်ဘဲနဲ့ရေထဲမှာပြုတ်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်ကြက်ဥကိုပြုတ်တဲ့အခါမှာဆိုလို့ရှိရင်ရင်နွေးပပုစုတဲ့ပိုးတွေကိုရှလကာရီသို့မဟုတ်တမ်းမြာရီအနေငယ်ထည့်ပြီးတော့မှပြုတ်ကြတာဖြစ်ပါတယ်ဒီလိုပြုတ်တဲ့အခါမှာဆိုလို့ရှိရင်လေတချို့ chef တွေကတော့အကာကိုထုတ်ပြီးတော့အနှစ်ကိုပဲပြုတ်တာမျိုးလည်းရှိတယ်လို့မျိုးတချို့ chef တွေကတော့အနှစ်ရောအကာရောကိုစကားကွက်ထဲမှာထည့်ပြီးတော့မှရွတ်ပြုတ်တာမျိုးလည်းတွေ့ရပါတယ်သူကလုံးဝအစီမပါတဲ့အတွက်ကြောင့်မလို့ကျမကြီးလိုက်စားတဲ့သူတွေအတွက်ကတော့ပို့ပြီးတော့မှတင့်တော်ပါတယ်နောက်ဆုံးနံပါတ်9အနေနဲ့ရှင်းပြခြင်းတဲ့ဒီကြက်ဥမျိုးစားတစ်ခုကတော့အားလုံးသိကြတဲ့ boiled egg လို့ခေါ်တဲ့ကြက်ဥပြုတ်ဖြစ်ပါတယ်ဒီကြက်ဥကိုပြုတ်တဲ့အခါမှာဆိုလို့ရှိရင် soft boil medium boil hard boil ဆိုပြီးတော့၃မျိုးရှိပါတယ်သူတို့မျိုးစား၃ခုလုံးမှာဒီပြုတ်တဲ့ကြားတဲ့အချိန်ပေါ်မူတည်ပြီးတော့အတွင်းနှစ်အပြော့အမာကွာခြားနိုင်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်လည်းဘူးတုတတွေရမယ်လို့ထင်ပါတယ်နောက်ထပ်လည်းဒီလိုဘူးတုတရပွေရ hotel industry နဲ့ပတ်သက်တဲ့ဘူးတုတတွေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘူးတုတတွေကိုအများကြီးမျှဝေသွားမှာမို့လို့ကျွန်တော်ရဲ့ page လေးကို like follow လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါ